အခုလိုမျိုးပေါ့နော်ဒီ Facebook page ထောင်ပြီးတော့မှ Facebook ပေါ်ကနေပတ်စံရှာခြင်းနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေပေါ့နော်Facebook page ကိုအလွယ်ဆုံးပေါ့နော်ဘယ်လိုထောင်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာအစအဆုံးပြန်ပြီးတော့မှ sharing လုပ်ပေးသွားပါမယ်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Facebook app ကိုအရင်ဆုံးမလိုက်ပါဒီ Facebook app ကိုအရင်ဆုံးမလိုက်ပါโอเคဒီနေရာရောက်လို့ရှိရင်ကျွန်တော်ဒီကိုထားနေပြရမလဲဆိုရင်ဒီမှာမီနူးလေးရှိရနော်အကြောင်း၃ကြောင်းရှိတယ်အဲ့ဒီစာသားလေးကိုထားပြီးတော့မှနှိပ်ပြလိုက်ပါโอเคဒီနေရာရောက်လို့ရှိရင်ကျွန်တော်ဒီကိုထားနေပြရမလဲဆိုရင်ဒီမှာတချို့ဖုန်းတွေကတော့ဒီနေရာမှာပေါ်တယ်ပေါ့နော်page စမပေါ်တယ်အဲ့မဲ့ကျွန်တော်မှာတော့အဲ့လိုမပေါ်ဘူးဆိုရင်လည်းကျွန်တော်ဒီကိုနှိပ်ပြရမလဲဆိုရင်ဒီမှာ simu ဆိုတာရှိရနော်အဲ့ဒီ simu ဆိုတဲ့စာသားလေးကိုထားပြီးတော့မှနှိပ်ပြလိုက်ပါโอเคပြီးလို့ရှိရင်တော့အပေါ်ကနေလေးဆွဲလိုက်ပါပေါ့နော်အပေါ်ကနေလေးဆွဲလိုက်ပါဒီနေရာရောက်လို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအလာပုံလေးရှိတယ်နော်ဒီမှာ page ဆိုတာရှိတယ်နော်ဒီအလာပုံကိုရှာလိုက်ပါပေါ့နော်မတွေ့တွေ့အောင်ရှာလိုက်ပါโอเคဒီနေရာတွေ့ပြီဆိုရင်အဲ့ဒီနေရာကိုထားပြီးတော့မှနှိပ်ပေးလိုက်ပါโอเคဒီနေရာရောက်လို့ရှိရင်တော့ကျွန်တော်တို့ဒီကိုထားနှိပ်ပေးရမလဲဆိုရင်ဒီမှာအပေါ်ဆုံးမှာရှိတယ်နော်ဒီမှာစာသား၃ခုရှိတယ်နော်โอเคအဲ့ဒီ၃ခုဒီမှာပေါ့နော်အဲ့ဒီ၃ခုထဲမှာဒီကိုနှိပ်ပြရမယ်ဆိုရင်ဒီမှာဒီရှေ့ဆုံးကတစ်ခုပေါ့နော် create ဆိုတဲ့ဒီစာသားလေးကိုနှိပ်ပြလိုက်ပါโอเคဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ကဒီကိုဖွင့်မဲ့ page နာမည်ပေါ့နော်page နာမည်ကိုဒီနေရာမှာရေးပေးရမှာပဲကျွန်တော်ကတော့အစားလုပ်ပေးတာဖြစ်တဲ့အတွက်ပေါ့နော်စင်တယ်လို့ပဲကျွန်တော်ရေးလိုက်မယ်မိတ်ဆွေတို့ကတော့ကိုကြိုက်တာလုပ်ပေါ့နော်ကိုကြိုက်တဲ့နာမည်ပေးပေါ့နော်ဘာလို့ဆိုရင်ဒီဥပမာကိုကဘေးလိုက်ကိုကြားမလဲပေါ့နော်ဒီကိုကတချင်းဆိုမှလားဒါမှမဟုတ်ကိုကဒီအစာအသောင်းနဲ့ပတ်သက်တာလားဒါမှမဟုတ်ကိုကနီးပညာနဲ့ပတ်သက်တာလားပေါ့နော်ကိုကြားမဲ့လမ်းကြောင်းပေါ်မှာမူတည်ပြီးတော့ဒီ page နာမည်ကိုပေးပါပေါ့နော်ကျွန်တော်ကတော့ကျွန်တော်နာမည်ကိုပဲကျွန်တော်ပေးလိုက်မယ်ပေါ့နော်โอเคဒီလိုကိုယ့်ရဲ့ page နာမည်ပေးပြီးသွားပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမှာ next ဆိုတဲ့ဒီ next ဆိုတဲ့ဒီစာသားလေးကိုနှိပ်ပေးရမယ်ပေါ့နော်ဒီစာသားလေးကိုနှိပ်ပေးပါโอเคဒီနေရာမှာပေါ့နော်ဒီနေရာမှာကျတော့ကျွန်တော်တို့ကက်တဂရီရေးပေးရပါမယ်နော်အမြင်အစားကိုရေးပေးရမယ်အဲ့ဒါကဘာလဲဆိုရင်ကိုဖုန်းနဲ့ page နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကဒီမှာဥပမာနုပညာလာပေါ့နော်ဒါမှမဟုတ်ဒီအစူပါလာဒါမှမဟုတ်ကိုကဒီဘလောရာဒါမှမဟုတ်ဒီကိုကအစားတော့ပါလာပေါ့နော်ကိုဖုန်းနဲ့ဒီ page နဲ့ဒီကိုက်နေတဲ့ category ပေါ့နော်အမြင်အစားကိုကျွန်တော်တို့ရေးပေးရမယ်ပေါ့နော်နှစ်ခုသုံးခုလောက်ကျွန်တော်တို့ရေးပေးလို့ရတယ်ပေါ့နော်ကျွန်တော်တော့အစမ်းလုပ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီရှေ့ဆုံးကနှစ်ခုကိုပဲကျွန်တော်ထည့်လိုက်မယ်ပေါ့နော်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဒီကိုထားနေပေးရမယ်ဆိုရင်ဒီအောက်ဆုံးမှာရှိတဲ့ create ဆိုတဲ့စာသားလေးကိုကျွန်တော်တို့ကနှိပ်ပေးရပါမယ်ဒီနေရာရောက်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကဒီမှာ bio တွေပါတကလည်းထည့်နေဆိုလည်းရတယ်ပေါ့နော်ဥပမာကိုယ့်ရဲ့ page ကဘာ page လဲပေါ့နော်ဒီနေရာမှာပေါ့နော်ဒီဥပမာကျွန်တော်ရဲ့ page ဒီအစားအသောက်နဲ့ပတ်သက်ပြီးတော့သင်ပေးမှာဖြစ်တယ်ပါညာပေါ့မင်္ဂလာပါညာ follow လိုက်ရင် follow လုပ်ပေးပါရင်ဒီနေရာမှာဒီလိုရေးပေးလို့ရတယ်ပေါ့နော်ဒါကျွန်တော်တော့မရေးတော့ဘူးပြီးလို့ရှိရင်တော့ဒီမှာ website တွေရှိတယ်ဆိုရင်website link တွေထည့်လို့ရတယ်ဒီ email တွေထည့်မယ်ဆိုရင်ထည့်လို့ရတယ်ဒီမှာဖုန်းနံပါတ်တွေထည့်မယ်ဆိုရင်ထည့်လို့ရတယ်ပေါ့နော်ပြီးဒီအောက်ဆုံးမှာlink စာတွေပါတယ်မျိုးတွေပါတယ်ထည့်မယ်ဆိုရင်ထည့်လို့ရတယ်ပေါ့နော်ဒီမှာဆုံးကိုတွေပါတယ်ထည့်လို့ရတယ်တကယ်လို့မထည့်သေးဘူးပေါ့နော်နောက်မှထည့်မယ်ပါဒီဟာတွေကအခုလိုပဲဆိုမထည့်သေးဘူးပေါ့နော်နောက်မှထည့်မယ်ဆိုလည်းရတယ်ပေါ့နော်ကိစ္စမရှိဘူးလောက်ကြီးအရေးမကြီးဘူးနော်ဒါကတော့ဆိုတော့ကျွန်တော်တော့မထည့်တော့ဘူးဒီအောက်ဆုံးကဒီ next ကနေပဲကျွန်တော်ဆက်သွားလိုက်မယ်โอเคဒီနေရာမှာပေါ့နော်ဒီနေရာမှာကဘာလဲဆိုဒီ profile ဒီပေါ့နော်ဒီ profile ဒီတကလေးဒီ cover ပဲပေါ့နော်ကိုက profile ပုံကရှိပြီးသားလားဒါမှမဟုတ်ဘူးเนาะရှိပြီးသားဆိုရင်ဒါကလည်းထည့်လို့ရတယ်ဒီ cover နောက်က background ပေါ့เนาะဒီ cover ပုံနဲ့အဲ့လိုပဲရှိတယ်ဆိုရင်ဒါကလည်းထည့်လို့ရတယ်မရှိသေးဘူးဆိုရင်နောက်မှထည့်လို့ရတယ်ပေါ့เนาะဘာမှမဖြစ်ဘူးပေါ့เนาะကျွန်တော်ကတော့ဒီ profile ပုံကိုကျွန်တော်အစမ်းထည့်ပေးမယ်ပေါ့เนาะကျွန်တော်ကတော့ကျွန်တော်ရှေ့ဆုံးကတခုကိုပဲမတွေ့တာပဲကောက်ထည့်လိုက်တယ်ပေါ့နော်โอเคပေါ့နော်ပြီးလို့ရှိရင်တော့ဒီ cover ပုံထည့်ပြန်ဒီနောက်က cover ပေါ့နော်ဒီထည့်မယ်ဆိုရင်ဒီ camera ကနေပြီးတော့မှကျွန်တော်တွားရမယ်ပေါ့နော်ကျွန်တော်အစမ်းထည့်ပေးမယ်ပေါ့နော်
ရှိတဲ့ပုံလားထည့်လိုက်မရှုပ်โอเคပြီးလို့ရှိရင်တော့ကျွန်တော်ဒီကို nick ပေးရမယ်ဆိုရင်ဒီမှာ next ပေါ့နော်ဒီ next ကိုထားပြီးတော့မှ nick ပေးလိုက်ပါโอเคဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ page ကို follow လုပ်အောင်ပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီဟိုပါပေါ့ဗာလဲတငင်ချင်းတွေပေါ့နော် friend တွေကိုfollow တကလည်း click မယ်ဆိုလည်းရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီလို click လိုက်မယ်ပေါ့နော်၄-၅ရောက်တော့ပေါ့နော်โอเคပြီးလို့ရှိရင်တော့ဒီ next ကိုပဲထားပြီးတော့မှသွားလိုက်ပါဒါ follow လုပ်အောင်လို့ပေါ့နော်ပြီးလို့ရှိရင်တော့ invite ဆိုတဲ့ဒီစာသားလေးကို nick ပေးလိုက်ပါပေါ့နော်ဒီစာသားလေးပေါ့နော်ဒါကိုယ့်ရဲ့တငင်ချင်းတွေကကိုယ့်ရဲ့ page ကိုပေါ့နော် follow လုပ်အောင်ပေါ့နော်โอเคဒီနေရာမှာကကျွန်တော်တို့ဒီစာကိုတစ်ချက်ကြည့်ပေးရပါမယ်နော်ဆိုတော့ဒီအပေါ်ကဟာကိုဘာမှမလုပ်နိုင်ဘူးနော်ဒါပဲထားလိုက်ဒီအောက်ကဟာကိုပဲကျွန်တော်ဖွင့်ပေးလိုက်ပါပါနော်ဒါဒီတိုင်းပဲထားလိုက်ရတယ်ပေါ့နော်ဘာမှလုပ်စရာမလိုဘူးနော်ဆိုတော့ပြီးတော့ဒီ next ကိုပဲထပ်ပြီးတော့မှတွားလိုက်ပါโอเคဒီလိုဆိုတော့ဒါကျွန်တော်တို့ဒီ page counter နဲ့အောင်မြင်သွားပြီပေါ့နော်page counter ဒီအောင်မြင်သွားပြီကဲတကယ်တိုင်းရှိမရှိပေါ့နော်တက်ကြည့်အောင်နော်ဆိုတော့ဒီကျွန်တော်ရဲ့ admin account ပဲကျွန်တော်ထားပြီးတော့မှဝင်လိုက်မယ်ဝင်လိုက်လို့ရှိရင်ဒီမှာပေါ့နော်များလေးရှိပါတယ်ဒီမှာများလေးစိုက်နေတာရှိတယ်ပေါ့နော်ဒီရဲ့တန်းမှာပေါ့နော်ဒီမှာများလေးတစ်လေးရှိတယ်ပေါ့နော်အဲ့ဒီများလေးကိုနှိပ်လိုက်ပါဆိုတော့ဒီမှာပေါ့နော်အခုကျွန်တော်တို့ဖွင့်ပြတဲ့ page ပေါ့နော်ဒီနေရာမှာပေါ်လာပါပြီဒီမှာဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေပေါ့နော်ဒီ Facebook page ဖွင့်ပြီးတော့မှ Facebook ပေါ်ကနေပြီးတော့မှပတ်စံချခြင်းနေဆိုရင်ပေါ့နော်အခုလိုမျိုးFacebook page ထောင်တော့မှပတ်စံချလို့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေ Facebook page ကိုအလွယ်ဆုံးထောင်နိုင်မယ်လို့အလွယ်ဆုံးဖွင့်နိုင်မယ်လို့မြင်နေပါတယ်တကယ်လို့နားမလည်တာများရှိတယ်ဆိုရင် video comment အောက်မှာပြန်ပြီးတော့မှနည်းနည်းချက်လို့ရပါတယ်နောက် video မှာပြန်လည်ဆုံကြမယ်